တာလီဇွာပါဒီနေ့ကတော့ကျွန်တော်တို့အချိန်3မိနစ်လေးပေးပြီးတော့ရခိုင်မွန်ဒီကောင်းကောင်းလေးချက်တဲ့ channel မိတ်ဆွေတွေအတွက်ကျွန်တော်ကတော့ဒီနေ့ဒီဗီဒီယိုလေးမှာရခိုင်မွန်ဒီကောင်းကောင်း channel လေးကိုကျွန်တော်ကိုတောင်းဆိုထားတဲ့ကျွန်တော်မိတ်ဆွေတွေကို reply ပြန်နဲ့တခါတည်းချက်ပေးထားပါတယ်ကျွန်တော်တို့ရခိုင်မွန်ဒီကောင်းကောင်းလေးစရှင်နေဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုဆွအောင်လေးလိုက်ကြည့်ပေးကြပါဒါဆိုလို့ရှိရင်ကျွန်တော်နဲ့အတူတူဒီနေ့ရခိုင်မွန်ဒီကောင်းကောင်းလေးတိုးချက်စားကြည့်ကြပါမယ် Okay let's go ဒါဆိုလို့ရှိရင်ကျွန်တော်တို့ချက်ဖို့အတွက်စင်သင်လောက်ကြပါမယ် Okay ခုဆိုလို့ရှိရင်ကျွန်တော်ကရေထည့်ထားပါတယ်အဲ့ထည့်ထားတဲ့ရေထည့်ကိုကျွန်တော်ကပဇွန်ပြုတ်တဲ့ရေလေးကိုထပ်ပြီးတော့ထည့်လိုက်ပါတယ်ပြီးတာနဲ့ရခိုင်မွန်ဒီချက်တဲ့နေရာမှာမပါမဖြစ်တဲ့ဗဒေကွာကိုထပ်ပြီးတော့ထည့်လိုက်ပါမယ်ဗဒေကွာထည့်ပြီးပြီဆိုတာနဲ့စားတဇွန်ထည့်လိုက်ပါမယ်ပြီးပြီဆိုတော့ကျွန်တော်တို့ရခိုင်မွန်ဒီချက်တဲ့နေရာမှာအဓိကအချက်ဖြစ်တဲ့ကျွန်တော်တို့ငပီးကိုထည့်ထားပါမယ်ဒီနေရာမှာငပီးကိုထည့်တဲ့နေရာမှာကျွန်တော်တို့ငပီးကိုဒီတိုင်းအစိမ့်လိုက်ထည့်တဲ့ဟာထက်ဒီလိုပုံစံမျိုးလေးချက်ပြီးတော့ထည့်တာကကျွန်တော်တို့ငပီးအနှံ့သက်ကိုပျောက်စေတဲ့အပြင်ပို့ပြီးတော့ဟင်းရည်ကိုလေပို့ပြီးတော့အရသာရှိစေပါတယ်လေးလေးပင်ပင်လေးနဲ့ဖြစ်စေပါတယ်ပြီးပြီဆိုတော့ကျွန်တော်ကဟင်းရှုံမွန်လေးတစ်စွန်းထည့်လိုက်ပါတယ်ပြီးတာနဲ့ကျွန်တော်တို့အသားနှော်ထားတဲ့ငါးလေးတွေကိုထည့်ပြီးတော့ထည့်ပါမယ်ကျွန်တော်တို့စီမာကတော့ငရွှေကိုပဲသုံးပါတယ်ငရွှေကပို့ပြီးတော့ဟင်းရည်ကိုပို့ပြီးတော့ချိုစေပါတယ်ငရွှေမရှိတဲ့နေရာဒေသတွေမှာမင်းတို့ကြိုက်နိုင်တဲ့ငါးလေးတွေကိုထည့်လို့ရပါတယ်အဲ့လိုပုံစံမျိုးလေးထည့်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့အိုဖုံးကိုခဏလေးဖုံးထားလိုက်ပါမယ်အိုဖုံးပြီးတော့ချက်ထားတဲ့အရှင်လေးမှာကျွန်တော်ကတော့ဒီဘက်မှာငရုတ်သီးအစိမ့်ကိုပြုတ်ထားပါတယ်ဒီငရုတ်သီးအစိမ့်ကိုကျွန်တော်တို့ညက်အောင်ထောင်းပြီးတော့အာဘူလေးချက်မှာပါခုဆိုရင်ကျွန်တော်ကတော့ဒီငရုတ်သီးလေးတွေကိုဆေးပြီးတော့ညက်အောင်ထောင်းလိုက်ပါမယ်โอเคငရုတ်သီးလေးတွေထောင်းပြီးပြီဆိုတာနဲ့ကျွန်တော်တို့အာဘူချက်ပါမယ်ထောင်းထားတဲ့ငရုတ်သီးကိုထပ်ထည့်ပြီးတော့ကျွန်တော်တို့ပဇွန်ကိုထပ်ပြီးတော့ထည့်လိုက်ပါတယ်ဒီနေရာမှာအာဘူချက်တဲ့နေရာမှာကျွန်တော်ကတော့ငရုတ်ကောင်းကြက်သွန်ဖြူကိုများသုံးပေးထားပါတယ်ကျွန်တော်တို့အာဘူချက်တဲ့နေရာမှာအဓိကအာဘူရွက်ပါလို့ရှိရင်ပို့ပြီးတော့အဆင်ပြေပါတယ်ဒီနေ့အိမ်မှာအာဘူရွက်မရှိတာနဲ့ကျွန်တော်ကတော့အာဘူရွက်မထည့်ပေးငရုတ်ကောင်းစီကြက်သွန်ဖြူများထည့်ပြီးတော့ကျွန်တော်တို့ကြက်အောင်ထိချက်လိုက်ပါတယ်โอเคခုဆိုလို့ရှိရင်ကျွန်တော်အာဘူအိုကလေးရလာပြီဆိုတော့ကျွန်တော်ကနောက်ထပ်လိုတဲ့ပစ္စည်းတစ်ခုဖြစ်တဲ့ကျက်သွန်အနေလေးတွေကိုပါလှေးပြီးတော့ကျွန်တော်တို့စီချက်လေးလောက်ထားပါမယ်ဒီလိုပုံစံမျိုးလေးကျက်သွန်စီကျွဲလေးလောက်တာကပို့ပြီးတော့စားလို့ကောင်းပါတယ်သုတ်စားမယ်ဆိုလို့ရှိရင်လေကျွန်တော်တို့သုတ်စားလို့ရပါတယ်ပြီးတာနဲ့ကျွန်တော်တို့ဝက်စီငင်ပါမယ်ကျွန်တော်တို့ဒီလိုပုံစံမျိုးလေးဝက်စီဖက်လေးနဲ့စားတာကပို့ပြီးတော့အရသာကိုလေးလေးပင်ပင်ဖြစ်စေပါတယ်ပြီးတော့ကျွန်တော်တို့ပေးကြွားတွေထည့်ပြီးတော့လဲစားလို့ရပါတယ်ပြီးတာနဲ့ကျွန်တော်ကတော့ဟိုမှာဟင်းခေါက်အိုးမှာထည့်ဖို့အတွက်အခုဆိုလို့ရှိရင်ငရုတ်ကောင်းကျက်သွန်ဖြူတွေကိုထည့်ပြီးထောင်းလိုက်ပါမယ်ကျွန်တော်တို့ဟင်းခေါက်အိုးကကျက်လာတဲ့အချိန်မှဒီလိုပုံစံမျိုးလဲငရုတ်ကောင်းကျက်သွန်ဖြူကိုထောင်းပြီးတော့ထည့်လိုက်တာကပို့ပြီးတော့ဟင်းအိုးကိုမှုေးစေပါတယ်ကျွန်တော်တို့ဟင်းခေါက်အိုးကျက်လာပြီဆိုတော့ကျွန်တော်ကထပ်ပြီးတော့ငရုတ်ကောင်းကျက်သွန်ဖြူလေးတွေကိုထပ်ပြီးထည့်လိုက်ပါမယ်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့အိုဖုံးလေးကိုခဏဖုံးပြီးတော့ main AA လေးနဲ့ကျွန်တော်တို့ထပ်ပြီးတော့ချက်ထားလိုက်ပါမယ်ခဏလေးနေတာနဲ့ကျွန်တော်တို့ main AA လေးနဲ့ချက်ပြီးပြီဆိုတော့ကျွန်တော်ကအပွားအငံလေးကိုထပ်ပြီးတော့မြည့်ထားပါမယ်အပွားအငံလေးတွေအကုန်လုံးတန်လာပြီးဒီနေထားလေးကိုရောက်လာပြီဆိုတာနဲ့ကျွန်တော်တို့အနံ့မှုေးလေးနဲ့အလွန်တရာမှစားလို့ကောင်းတယ်ကျွန်တော်တို့ရခိုင်တွေရဲ့အသေးဆွေရခိုင်မွန်ဒီတစ်ခွက်ရပါပြီဒီလိုပုံစံမျိုးလဲဆွမ်းအောင်တီးကျေးပေးတဲ့အတွက်လဲတူတယောက်ချင်းစီကိုအထူးပန်ကျေးဇူးတင်ရှိပါတယ်ကြိုင်နိုင်တဲ့ဆိုလို့ရှိရင် like follow လေးတွေလုပ်ပြီးတော့ချီရလေးတွေပေးခဲ့ကြပါလို့လဲတောက်ဆိုရှင်ပါတယ်တီးရှင်တာလေးတွေရှိရင်လဲကျွန်တော်ကို comment မှာဝင်ပြီးတော့မေးလို့ရပါတယ်ကျွန်တော်အတက်နဲ့ဆုံးကိုဖြည့်ပေးပါမယ်ကျွန်တော်တို့ဒါဆိုလို့ရှိရင်နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါမယ် bye bye